ဆလန်ဆာမှာဆိုရင်သူ့ရဲ့အသိတွေကိုပြန်ပြီးတွေးနေခဲ့တဲ့ဂျူလီယန်ရဲ့ပုံရိပ်ကိုစပြီးပြသထားပါတယ်။ဂျူလီယန်ရဲ့ငယ်ဘဝကမချောမွေ့ခဲ့ဘူးလို့ပြောနိုင်ပါတယ်။သူ့အဖေရစ်ရှက်ကကိုယ်ဝယ်မှုကိုင်းတစ်ခုကိုဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီးအာရီယန်ဝါဒကိုလက်ခံထားတဲ့ရစ်ရှက်ကတော့အရွယ်မြောက်တဲ့ကလေးတွေကိုခွဲခြားဆက်ဆံတတ်ပါတယ်။ဂျူလီယန်အရွယ်ရောက်လာတော့အမေတစ်သူခရစ်စတီနာနဲ့မောင်လေးအာဒန်တို့နဲ့အတူနေထိုင်ပါတယ်။တနေ့မှာ TV သတင်းတစ်ခုကနေဆိုင်းမွန်နဲ့မက်လူခေါ်တဲ့စေကျော်တဲ့နေရောက်ဟာဒေါ်လာ9000တန်ဖိုးရှိတဲ့ပိုက်ဆံတွေကိုခိုးယူခဲ့တဲ့အတွက်ရဲတွေဖမ်းဆီးသွားခဲ့တဲ့အကြောင်းပြသထားပါတယ်။နောက်အဖို့ကောင်းတီတာကသူတို့ဟာတယ်လီဖုန်းလိုင်းတစ်ခုထဲနဲ့ပဲပန်ရဲ့ကွန်ပျူတာကိုပါဟနိုင်ခဲ့ကြတာပါ။ဒီသတင်းကိုမြင်လိုက်ရပြီးတော့ဂျူလီယန်ကစင်ခေါ်မှုတစ်ခုလိုမျိုးခံစားလိုက်ရပြီးအဲ့ဒီဘန်ကိုပါဟပ်ဖို့နဲ့လူရဖို့အတွက်စိတ်ကူးပေါ်လာခဲ့ပါတယ်။ဒါကြောင့်တငယ်ချင်းချစ်သူ Brian ကိုဖုန်းဆက်ပြီးတော့ပန်ရဲ့ database ကိုဟတ်တဲ့နေရာမှာဘယ်သူမြန်တယ်လဲဆိုတော့ပြိုင်ဖို့အတွက်စင်ခေါ်လိုက်ကြပါတယ်။ဂျူလီယန်ကသူ့ရဲ့ညင်ရည်နဲ့စွမ်းရည်ဝေကြအလွယ်တကူပဲအနိုင်ရသွားခဲ့ပြီးဒီစင်ခေါ်မှုနဲ့အတူဘန်ကိုအချိန်တော်အတွင်းအောင်မိမိပဲဟတ်နိုင်ခဲ့ပါတယ်။သူတို့ရဲ့ဟတ်လုံးမှုကြောင့်ဂျူလီယန်နဲ့တငယ်ချင်းဖြစ်သူကဝါတာလို့ခေါ်တဲ့ရဲအဖွဲ့အစည်းတစ်ခုရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဝါတာဆွာကကမ္ဘာပထမဆုံးကွန်ပျူတာဟက်ကာဝီအထက်ကတယောက်ကိုဖမ်းဆီးဖို့အတွက်ဩစတြေးလျရဲတွေကဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ကစုံထောက်တယောက်ဖြစ်တဲ့Kim Robert ကဦးဆောင်နေခဲ့ပါတယ်။နောက်တနေ့မှာဇုံဖိုင်နဲ့ပဲအလုံးရှုံနေခဲ့တဲ့ဂျူလီယန်ဟာသူ့အရန်ချစ်ခင်မြတ်လို့ရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Electra နဲ့တွေ့ဆုံခဲ့ပါတယ်။ကင်နီယာမှာဂျူလီယန်ကကွန်ပျူတာ hardware ရှာဖို့အတွက်သူ့ကိုလိုက်ခဲ့ဖို့ Electra ကိုဖိတ်ခေါ်ခဲ့ပါတယ်။ hardware ရှာဝင်နေတော့ဂျူလီယန်ဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတွေအထက်ကတစ်ယောက်ဖြစ်တဲ့ Thread နဲ့တွေ့ဆုံခဲ့ပါတယ်။ Thread ကအစိုးရရဲ့ database ကို hack တဲ့နေရာမှာဂျူလီယန်ကိုကူညီပေးမဲ့လူပါ။အဲ့ဒီနောက်ပိုင်းအလောင်းအစားရှုံးတော့တဲ့တငယ်ချင်း Brian ကလည်းဂတိရဲ့တိုင်းသူ့ရဲ့ဟက်ကအဘိဒန်ကိုပေးလိုက်ပါတယ်။ဂျူလီယန်က Electra ကို Brian နဲ့တိတ်ပြီးယင်းနှိစိရှင်ပုံမရတဲ့အတွက်သူ့အိမ်ကိုလာဖို့ပြောလိုက်ပြီးအဲ့ဒီမှာနေအောင်သားယင်းနှိထွက်ကအတူနေပြခဲ့ကြပါတယ်။တစ်ဖက်မှာတော့စုံထောက် Robert ကမကြသေးခင်ကဖြစ်ခဲ့တဲ့ hacking အမှုကိုစုံစမ်းစစ်ဆေးနေခဲ့ပါတယ်။သူ့ရဲ့လက်ထောက်ဂျိုနာကစိုက်ဘာလောကအထက်မှာဟက်ကာဝေတယောက်နဲ့တယောက်ဘယ်လိုမျိုးအပြန်အလှန်ဆက်သွယ်ကြတယ်လဲဆိုတော့Robert အားရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ Robert ဟာအိုင်းတီအချောင်းကိုသိပ်ပြီးနားမလည်ပါဘူး။ဒါပေမဲ့စုံထောက်အနေနဲ့ Robert ကဟက်ကာဝေကိုချေရခံဖို့အတွက်နီလန်တဲ့အနည်းနဲ့ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအတော့ကလေးခင်မိတဲ့နေပညာဖြစ်တဲ့ protective signal တစ်ခုကိုအသုံးပြုပြီးချေရခံဖို့ကြိုးစားပါတယ်။နောက်တစ်ခုအနေနဲ့ဂျူလီယန်ဟာမြို့ထဲကမီးလုံးတချို့ကိုပေးလိုက်ပြီးသူ့ရဲ့ဟက်ကစွမ်းရည်ကို Electra ပြသပါတယ်။ဂျူလီယန်နဲ့ Electra စကားပြောနေတော့မှပဲဂျူလီယန်ရဲ့ဖခင်ရောက်လာပြီးတော့သူကူးကွယ်တဲ့ခိုင်းအတွက်အာဒမ်ကိုခေါ်သွားရှင်ခဲ့ပါတယ်။ဒါပေမဲ့ဂျူလီယန်ကရဲဝံ့ရင်ဆိုင်ကအိမ်ထဲကနေကန်ထုတ်လိုက်ပါတယ်။နောက်တနေ့မှာတော့ဂျူလီယန်နဲ့တငယ်ချင်းတွေကနိုင်ငံတကာစဘာကိုဝင်ရောက်နိုင်တဲ့နံပါတ်တစ်ခုကိုရှာဖို့အတွက် recycling center တစ်ခုကိုတွားခဲ့ကြပါတယ်။ဒီနံပါတ်နဲ့ဂျူလီယန်ဟာကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့စက်တွေကွန်ရက်တွေအားလုံးကိုအကန့်အသတ်မရှိဝင်ရောက်နိုင်ခဲ့ပါပြီ။ဒီလိုနဲ့အိမ်ပြန်ရောက်တော့ဂျူလီယန်တယောက်စစ်တပ် database တွေကိုဝင်ရောက်ဖို့အတွက်အသုံးပြုတဲ့ Minas လို့ခေါ်တဲ့ကွန်ရက်တစ်ခုကိုဝင်ကြည့်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာအမေရိကန်က Plutonian လောင်စာသုံးစက်ရုပ်တွေကိုအာကာသအထက်ပို့တော်မဲဆိုတာတွေ့ရှိခဲ့ပါတယ်။ဒီလိုဒါဆိုရင်ကောင်းကင်ဘုတ်က Plutonian အများပြားဟာကမ္ဘာဘုတ်ကလူသားဝေကိုတည်စီနိုင်တဲ့ယောဂဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဂျူလီယန်ရဲ့အမေနဲ့တငယ်ချင်းတွေဟာဒီကိစ္စကိုဇနာပြကြပါတယ်။ဇနာပြနေတော့ Electra ကကိုယ်ရှိတဲ့အတွက်ခေါင်းမူပြုတ်အပ်လာပါတယ်။တားရဲ့ဘဝပျက်စီးတော့မှကိုမလို့လာတဲ့ခရစ်စတီနာဟာဂျူလီယန်ကိုတတိပေးပြီး Electra နဲ့လမ်းခွဲဖို့ပြောပါတယ်။ဒါပေမဲ့တာဝန်ယူစိတ်ရှိတဲ့ဂျူလီယန်ကလက်မခံပဲ Electra ကိုခေါ်ကအတူတွားနေခဲ့ပါတယ်။သူတို့နှစ်ယောက်ကခဏတာအတွက်ကလပ်တစ်ခုမှတဲခိုကြတာပါ။ညဖက်မှာဆိုရင်ဂျူလီယန်က Wang လို့ခေါ်တဲ့ program တစ်ခုကိုအသုံးပြုပြီး NASA ရဲ့ server ကိုဟက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Plutonian လောင်စာဖြစ်အသုံးပြုပြီးကမ္ဘာ့ကျိုးကိုစိတ်အုပ်ပို့မဲ့ NASA ရဲ့ mission ကအောင်မြင်စွာဖျက်သိမ်းနိုင်ခဲ့ပါပြီ။ဒါပေမဲ့ဒီဟက်လုပ်တဲ့အမှုကိုဝါတာအဖွဲ့ကတိသွားခဲ့ပါပြီ။နောက်တနေ့မနေ့ဂျူလီယန်နဲ့ Electra တို့ဟာသူတို့နေထိုင်ဖို့အိမ်တလုံးကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်ဂျူလီယန်နဲ့သူ့တငယ်ချင်းတွေက NASA mission ပြတ်သွားပြီးတော့အစိုးရကဘာဝေဆက်လုပ်ဖို့အတွက်စီစဉ်နေတယ်လဲဆိုတာကိုသိနိုင်ဖို့မင်းနဲ့လို့ခေါ်တဲ့ကွန်ရက်အပေါ်ကစစ်တပ်ရဲ့ဗဟို database ကိုထားဖို့ကြိုးစားပါတယ်။သူတို့မင်းနဲ့ကွန်ရက်အထက်ဝင်တဲ့အချိန်မှာသူတို့ရဲ့လှုပ်ရှားမှုတွေကိုဝါတာကသိနေခဲ့ပါပြီ။ကန်ကောင်းစွာနဲ့ပဲ Thread ကသူတို့အသုံးပြုနေတဲ့ကွန်ရက်ကိုတခြားလူတွေစောင့်ကြည့်နေတယ်ဆိုတာသိသွားခဲ့တာကြောင့်ချက်ချင်းပဲချိစက်မှုကိုဖျက်တောက်နိုင်ခဲ့ပါပြီ။နောက်တနေ့မှာဂျူလီယန်ကသူ့နီးပညာကိုအသုံးပြုပြီးမနေ့ကသူ့ကိုချေရခံဖို့ကြိုးစားခဲ့သူ Robert အားပြန်ရှာတွေ့ခဲ့ပါတယ်
လာနေကြပြီးနောက်တညမှာတော့ဂျူလီယန်ဟာအစိုးရရဲ့လိုအပ်အစီအစဉ်တွေကိုတိရှိဖို့အတွက်မင်းနဲ့စာပါကိုထပ်ဟပ်ဖို့ကြိုးစားပြန်ပါရင်ဒါပေမဲ့သူ့ရဲ့ကွန်ပျူတာဟာအရန်နင်းနေတဲ့အတွက်ကွန်ပျူတာပုံမြင်ရဖို့အစောင့်တစ်ခုအထဲကိုဖောက်ထွင်းဝင်ရောက်ရင်အတင်းကျပ်လုပ်ခဲ့ပါရင်အဲ့ဒီအစောင့်ကနေဂျူလီယန်ပြန်လာပြီးနောက်မှာပဲအီလက်ထရာကတရက်ရဲ့ကလေးကိုမွေးဖွားခဲ့ပါရင်ကမကောင်းစွာနဲ့ပဲဂျူလီယန်နဲ့သူ့တငယ်ချင်းတွေကလုပ်ရက်ကိုအဲ့ဒီအစားအုံလုံးချွေအရာရှိရဲ့ CCTV မှတ်တမ်းတွေကနေတဆင်ဝါတာကတိတွားခဲ့ပါပြီဒါပေမဲ့ဒီအစားအုံကိုဖောက်ထွင်းဝင်ရောက်ခဲ့တဲ့လူ3ယောက်ရဲ့အတိအကျအချက်လက်ကိုမတိကျသေးပါဘူးတမကောင်းစွာနဲ့ပဲ track ရောက်အုပ်ထုတ်ကအခင်းဖြစ်ပွားရနေရမှာကြံခဲ့ပြီးတော့ဒါဟာဂျူလီယာနဲ့တငယ်ချင်းတွေရဲ့ဟက်ကအဖွဲ့အစည်းဖြစ်တဲ့မန်ဒယာလိုအပ်ချက်တွေပေါ်ပေါက်လာခြင်းအစပဲဖြစ်ပါရီတစ်ချိန်တည်းမှာပဲဂျူလီရဲ့ဖခင်ရီရှာအက်ဖ်ဆင်ဟာရဲဝရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးတော့သူလောက်ကင်နေတဲ့ကိုယ်ကွယ်မှုကိုင်းကိုလည်းဖျက်သိမ်းခံခဲ့ပါရီရပောင်များစွာမင်းနဲ့ဆာဘာကိုဟပ်ဖို့ကြိုးစားပြီးနောက်ဂျူလီယာနဲ့တငယ်ချင်းတွေဟာနောက်ဆုံးမှာတော့ဆာဘာထဲကိုဝင်ရောက်နိုင်ခဲ့ပါပြီတစ်ဖက်မှာလည်းဝါဒအဖွဲ့ဟာဖြစ်ပွားနေခဲ့တဲ့ဟတ်လုံးမှုတွေရဲ့နောက်ွယ်ပါလူကိုဖမ်းဖို့သူရဲ့ mission ကိုစတင်ပါရီဂျူနာကိုဂျူလီယာနဲ့တငယ်ချင်းတွေမကြာခဏတွားလေးရှိတဲ့ကွန်ပျူတာဆိုင်ကဝဲတူတယောက်ပြဟန်ဆောင်ဖို့တောင်းဝန်ပေးပါရီကင်မရာမှတ်တမ်းတွေကနေရိုက်ကူးထားတဲ့ trap ရဲ့ပုံတွေက Robert ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ခဲ့ပြီးတော့သူ့ကိုစုံစမ်းစစ်ဆေးဖို့ဖြစ်လာစေခဲ့ပါရီနောက်တနေ့သူတို့ဟာ threat မတီအောင်သူ့ရဲ့အိမ်ကိုခိုးဝင်ပြီးစုံစမ်းပါရီတစ်ချိန်တည်းမှာပဲအစိုးရရဲ့လူ့အစီအစဉ်နဲ့ပတ်သက်တဲ့တက်တီအထောက်ထားတွေကိုဂျူလီယန်ရှာဝေတွေ့ရှိနိုင်ခဲ့ပါရီဒါပေမဲ့အဲ့ဒီအချိန်မှာသူရဲ့အချက်လက်တွေစတင်ပေါ်လာခဲ့ပါပြီသူ့အိမ်ကိုကျူးကျော်ဝင်ရောက်ခံထားရတဲ့အကြောင်းသိလျက်တဲ့ threat ဟာဆွေးစိတ်ဝင်ပြီးတော့ဂျူလီယန်ကိုပိုတတိထားဖို့တတိပေးခဲ့ပါရီအခြေအနေကိုမြင်တော့ဂျူလီယန်ကသူ့ဖန်တီးထားတဲ့လူ့အကွန်ရက်ကနေတဆင့်ရောဘတ်ကိုပြန်လဲဆက်သွယ်ပြီးစကားပြောဖို့ကြိုးစားပါရီရောဘတ်ရဲ့လူတွေကတော့သူတို့ရရှိထားတဲ့ IB လိပ်စာကနေတဆင့်ဂျူလီယန်ရဲ့တင်နေရာကိုချေရခန့်ခဲ့ကြပါရီဒါပေမဲ့ဂျူလီယန်ဟာအရန်တော်တဲ့ဟက်ကဖြစ်တာကြောင့်သူ့ရဲ့ IB ကိုချေရခန့်ဖို့မလွယ်ကူခဲ့ပါဘူးသူကသူ့ရဲ့ IB ကိုရောဘတ်ရဲ့အိမ်လိပ်စာစီဦးတည်တဲ့ IB လိပ်စာနဲ့ပြောင်းခဲ့ပါရီဒီနေရာမှာပဲဂျူလီယန်ဟာရောဘတ်နဲ့သူ့ရဲ့အဖွဲ့သားအားလုံးကိုလဲစားနိုင်ခဲ့ပါရီပြီးတော့ဂျူလီယန်ကသူ့အဖွဲ့ရဲ့ခိုင်းကိစ္စကိုအရင်ကဖော်ပြခဲ့ဖူးတဲ့သတင်းစာဆရာမီဒင်းကိုတွားတွေ့ဖို့ကြိုးစားခဲ့ပါရီမီဒင်းစီကိုဂျူလီယန်တွားရတဲ့ရွေးချက်ကတော့မင်းနဲ့စာပါကနေသူရထားတဲ့လူဝက်ဒေတာတွေကိုထုတ်ပြန်ပေးဖို့တောင်းဆိုဖို့ပါအဲ့ဒီဒေတာတွေကတော့စစ်ပွဲနဲ့တခြားသောထိလွယ်ရှလွယ်ကိစ္စတွေနဲ့ပတ်သက်တဲ့အစိုးရရဲ့မကောင်းတဲ့အစီအစဉ်မှာဒီလူဝက်ဒေတာတွေကိုအများပြည်သူစီထုတ်ပြန်ပြီးသွားမယ်ဆိုရင်သူ့ကိုအကာအကွယ်ပေးဖို့လဲဂျူလီယန်ကတောင်းဆိုပါရီဒါပေမဲ့တမကောင်းစွာနဲ့ပဲသူရဲ့သဘောတူညီချက်ကချုံးမွေရှင်မရှိပါဘူးမင်းတင်ကဒီလူဝက်ချက်ဒေတာတွေကိုပိုင်ဆိုင်တဲ့မူလရင်းမြစ်ဖြစ်သူဂျူလီယန်ကိုကာကွယ်ပေးဖို့မလို့ရှင်ပဲနဲ့ထုတ်ပြန်ခြင်းစိတ်ပဲရှိခဲ့ပါရင်တစ်ဖက်မှာ track ကတော့အလွန်မြင်ဆွေးပူပန်မှုအကြောင်းစိတ်ဖြစ်စီမှုလက္ခဏာတွေပြသလာခဲ့ပါရင်စုံထောက်ရောဘက်ကသူ့ကိုဆက်တွယ်နေတဲ့ဟက်ကဟာတခြားသူမဟုတ်ပဲဂျူလီယန်ဖြစ်တဲ့ဆိုတာကိုသိသွားခဲ့ပါရင်အဲ့ဒီနောက်ဂျူလီယန်ကလည်းသူနဲ့သူ့တငယ်ချင်းတွေပြစ်မှတ်ထားခံနေရတယ်ဆိုတာသိလိုက်ရပါရင်ဒီအချိန်မှာ track ကဂျူလီယန်နဲ့ Brian ကိုသူ့ရဲ့အိမ်စီလာဖို့ကိုညီတောင်းခဲ့ပါရင်တကယ်စင်တော့တဟာဝါတာရဲ့ထောက်ခံချက်တစ်ခုတာဖြစ်နေခဲ့တာပါအဲ့ဒီလိုနဲ့အဝိုင်းခံထားရတဲ့ track ကိုဂျူလီယာနဲ့ Brian ကိုဖမ်းဖို့အတွက်နားစာဖြစ်အသုံးပြုပါရီဒီခဏတည်းဝါတာဖွဲ့ဟာအစိုးရပိုင် database ကိုဟက်ခဲ့တဲ့ဂျူလီယာရဲ့ရဆိုမှုတက်တဲ့တွေကို track ရဲ့ကွန်ပျူတာကနေရရှိသွားခဲ့ပါရီအဲ့ဒီကွန်ပျူတာမှာဝါတာရဲ့မဝဲဝဲအရင်ကတည်းကထည့်သွင်းထားပြီးသားပါဒီလိုနဲ့ဂျူလီယာနဲ့သူ့တငယ်ချင်းတွေပိုင်တဲ့မန်ဒယ်ဟက်ကဖွဲ့စည်းကိုလိုက်လံဖမ်းဆီးမှုစတင်ခဲ့ပါရီ Brian ဟာသူ့ရဲ့တက်တဲ့အထောက်အထားတွေကိုဖျက်နေတော့ဖမ်းမိသွားခဲ့ပါပြီဂျူလီယန်ကတော့ဂျိုနာစီကနေခဏတာရှောင်သိမ်းနိုင်ခဲ့ပေမဲ့ဒီလိုရှောင်သိမ်းမှုကခဏလေးပဲကြာခဲ့ပါရီအမေရိကန်အစိုးရရဲ့ရာဇဝမှုတက်တွေတွေကို print ထုတ်နေတော့မှပဲသူ့ရဲ့နေရာမှာဖမ်းမိသွားခဲ့ပါရီဒါပေမဲ့အစိုးရရဲ့ရာဇဝမှုတွေကိုလူတိရှင်ကြောင့်ဖော်ထုတ်ရှင်တဲ့ဂျူလီယန်ရဲ့လုပ်ရဟာဥပဒေနဲ့စန့်ကျင်နေတဲ့အတွက်တရားမျှတတယ်လို့တတ်မှတ်လို့မရခဲ့ပါဘူးနောက်ဆုံးမှာတော့ဂျူလီယန်ကိုလည်းအောင်မြင်စွာဖမ်းနိုင်ခဲ့ကြပါရီ1990ခုနှစ်မှာဂျူလီယန်အက်ဖ်ဆမ်ကိုကွန်ပျူတာဟက်မှု30မှုနဲ့တရားစွဲဆိုခဲ့ပါရီ1992ခုနှစ်မှာ World Wide Web စတင်ထုတ်လုပ်ခဲ့ပါရီအချင်းထောင်တွေကခါတီတဲ့ဘဝကိုဖျက်တမ်းပြတဲ့နောက်ဂျူလီယန်ဟာဖခင်တယောက်တည်းအဖြစ်ဆက်လက်နေထိုင်ခဲ့ပါရီ2006ခုနှစ်မှာပုံမှုပွင့်လင်းတဲ့အစိုးရဖြစ်လာစီကိုရွေးချက်နဲ့ကမ္ဘာနိုင်ငံအသီးသီးကလိုအပ်အချက်လက်တွေကိုထုတ်ပြန်တဲ့ WikiLeaks website ကိုဂျူလီယန်ကတည်ထောင်ခဲ့တော့ပါဒီအကြောင်းကို The Fifth Estate လို့နာမည်ပေးထားတဲ့ရုပ်ရှင်မှာပြောပြထားတာပဲဖြစ်ပါရီကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ